မင်းများမှုဖြစ်ပါလေမင်္ဂလာပါခင်ဗျာလွတ်တော်ဥက္ကဋ္ဌကြီးနဲ့ဒုတိယဥက္ကဋ္ဌဝန်ကြီးချုပ်ကြီးနဲ့ဆိုရအဖွဲ့ဝင်များလွတ်တော်ကိုယ်စားလှယ်ကြီးများနဲ့အဲ့တော်ကြီးများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုတောင်းရင်တုတ်ခွန်းဆက်တာပါပဲကျွန်တော်ကတော့အလုံးမျိုးနယ်ကိုယ်စားလှယ်အမှတ်နဲ့ပေါင်းခံဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရောင်တိုင်းဒေတာကြီးရှိဖြော်ပြင်းလုပ်ငန်းများကိုစနစ်တကျကြပ်မတ်နိုင်ရေးအတွက်ဥပဒေများကိုပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းသို့မဟုတ်အခြားသောစီမံခန့်ခွဲမှုဤရများဖြင့်စုစည်းဆောင်ရွက်ပေးရန်ရှိပေးဖို့ကိုလွတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်မေးမြန်းသွားမှာဖြစ်ပါတယ်။ဒါဖြင့်မေးမြန်းပြုပါခင်ဗျာ။ဥက္ကဋ္ဌကြီးများဒီနေ့ရန်ကုန်မြို့တော်တွင်ဖြတ်ရွေးလုပ်ငန်းများဖြစ်သည့်ကာရိုကေဘာကလပ်အကျော်ပြင်မဆက်လုပ်ငန်းများသည်မြန်မာရိုးရာယဉ်ကျေးမှုပေါ်အနှုတ်လက္ခဏာဆောင်တော်လဲလက်ရှိပြည်မြေပြင်တွင်ယဉ်ကျေးမှုတစ်ခုဖြစ်ပြောင်းလဲတိုးတက်ဖြစ်ပေါ်နေသည်ကိုမြင်ကြမှာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ဝေကျေးရင်းနှီးမှုပမာဏများစွာဖြင့်ရင်းနှီးမြုပ်နှံလုပ်ငန်းများသည်လည်းသတိပြုတွေ့နေကြမှာဖြစ်ပါတယ်။လူငယ်တွေများကလည်းပြည်သားစုစောင့်နေရေးအတွက်အဆိုပါဖြော်ပြရေးလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်နေကြလည်းတွေ့ရှိရပါတယ်။၎င်းဖြော်ပြရေးလုပ်ငန်းများတိုးတက်လာသည်နှင့်အတူစိတ်ကိုပြောင်းလဲသောဝိရစေဝါများအနေကလည်းလူငယ်တို့တွင်စိတ်ခေါမှုများစွာဖြင့်ရှင်ဆိုင်နေရကြောင်းတည်င်းများကြားသိနေရပါတယ်။ထိုတော်ရေးလုပ်ငန်းများတွင်ဝင်ရောက်လုပ်နေကြသည့်လူငယ်များကိုလည်းလူမှုအတိုင်းဝိုင်းအတွင်းလမ်းမပြောင်းရှိစေရန်ထိန်းကျောင်းပေးနိုင်ရေးကလည်းအရေးကြီးသောလိုအပ်ချက်တစ်ခုဖြစ်ကြောင်းထင်ယူထားပါတယ်။သို့ပါတွင်တော်ရေးလုပ်ငန်းများသည်ကမ္ဘာလက်ခီးသောလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက်ဆွဲဆောင်ပေးနိုင်သည့်စီးပွားရေးလုပ်ငန်းများဖြစ်နေသူတွေသိပြုပါတယ်။ထိုတော်ရေးလုပ်ငန်းများကိုစီမင်းစည်းကမ်းများနှင့်တမတ်လုပ်ကိုင်စေခြင်းဖြင့်ရောင်တိုင်းဒေသကြီးအတွက်ရတဲ့ရထိုက်သည့်ခွန်ပန္နာအရေးများကိုလည်းရရှိစေနိုင်မှုထင်ယူထားပါတယ်။ထို့ပြင်ခပြေးလုပ်ငန်းများတွင်လာရောက်တသောသသုံးသူများနှင့်ဝင်ရောက်လုပ်ကိုင်နေသူလူငယ်များအားကျန်းမာရေးလုံခြုံရေးလူငွေတို့ကိုစနစ်ကျကာကွယ်ဆောင်ရှောက်ပေးနိုင်တဲ့ကဲ့သို့လုပ်ငန်းရှင်များအတွက်တည်ငြိမ်သောစီးပွားရေးဝန်ကြီးဖြစ်ဖန်တီးပေးနိုင်မှုယူဆပါတယ်။အဲကြောင့်ထပ်ပါဖြော်ပြရေးလုပ်ငန်းများကိုစနစ်ကျကြပ်မတ်နိုင်ရေးအတွက်ဥပဒေပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းသို့တည်းမဟုတ်စီမံခန့်ခွဲဒေသများဖြင့်စုစည်းဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်မရှိလွတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်မေးမြန်းအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးစစ်ဖွဲ့စည်းဝင်ကဖြေကြားပြုလို့ဖြစ်ပါတယ်ဒေသပါတော့လွတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့လွတ်တော်ကိုယ်စားလှယ်များအားလုံးမြင်လာပါကျွန်တော်အနေနဲ့ရန်ကုန်တိုင်းဒေသကြီးအလုံးမျိုးနယ်ကိုယ်စားလှယ်အမှတ်2ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးအောင်ခိုင်ဦးမှမြင်မြန်ထားတဲ့ရန်ကုန်မြို့တော်မှာဖြော်ပြရေးလုပ်ငန်းဖြစ်သည့် KTV ဘာကလပ်အနှိတ်ခမ်းလုပ်ငန်းများနှင့်ပတ်သက်၍စနစ်တကျကျန်းမာနိုင်ရေးအတွက်ဥပဒေများကိုပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းသို့မဟုတ်အခြားသောစီမံခန့်ခွဲရေးနည်းလမ်းများဖြင့်စုစည်းဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိမရှိအစီအစဉ်ရှိပါကမြည်သည့်ချိန်မြည်သည့်အခါဒီကဲ့သို့ရှင်းလင်းဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းအစီအစဉ်မရှိပါကဘယ်ကြောင့်ဆောင်ရွက်မပေးနိုင်သည်ကိုရှင်းလင်းဖြေကြားပေးပါရန်နှင့်ဆက်လင်းသည့်ကျေပွင့်ပြမေးခွန်းပေါ်ဖြေကြားသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်ခေတ်ရည်စည်းကြောင်းအရတိုးတက်ပြောင်းလဲလာမှုများနှင့်အတူစင်တင်သေးဂီတစင်တင်ဘာဒီဂျေဘာအမ်ဘလက်ဖြော်ပြရေးလုပ်ငန်းများနှင့် KTV ဖြော်ပြရေးလုပ်ငန်းများကိုယ်တိုင်ဆောင်ရွက်လာတဲ့ရှိရာလောက်ကိုင်ဆောင်ရွက်လာတဲ့ရှိရာအဆိုပါလုပ်ငန်းများအားစီမင်းစည်းကမ်းများနှင့်စနစ်တကျထိန်းကျောင်းကျန်းမာရန်လိုအပ်ချက်အရစင်တင်တေးဂီတစင်တင်ဘာဒီဂျေဘာအမ်ဘလက်ဖြော်ပြရေးလုပ်ငန်းများနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏21ရက်8လ2023ရက်စွဲပါအမိန့်ညွှန်ကြားချက်အမှတ်စဉ်1/2023အရစင်တင်တေးဂီတလုပ်ငန်းဆိုင်ရာစည်းကမ်းချက်39ချက်ချမှတ်ခဲ့ပြီးလုပ်ငန်းဆောင်ရွက်ခြင်းအတွက်လိုင်စင်ကြေးဖြင့်တစ်နှစ်လျင်ကျပ်36သိန်းအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေစင်းတို့ပေးသွင်းစေ၍တစ်နှစ်သက်တမ်းရှိယာယီလုပ်ငန်းလုပ်ကိုင်ခွင့်ပြုမိန့်အားရန်ကုန်တိုင်းဒေသကြီးစင်တင်တေးဂီတဖြော်ပြမှုလုပ်ငန်းကြီးကြပ်မှုကော်မတီမှ၎င်းကာရာအိုကေလုပ်ငန်းလိုင်စင်ကိုရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ
တမတ်သောဥပဒေနှင့်ညီလိုင်စင်သက်တမ်းတစ်နှစ်ဖြင့်လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်၈ချက်အားလိုက်နာစေလျက်ရန်ကုန်တိုင်းဒေသကြီးဒီလိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီမှ၎င်းလုပ်ငန်းလိုင်စင်များခွင့်ပြုပေးလျက်ရှိသဖြင့်ရသည့်ရတိုင်းသည့်အခွန်ဘဏ္ဍာငွေများရရှိပြီးရန်ကုန်တိုင်းဒေသကြီးအခွန်ဘဏ္ဍာကိုတစ်ဖက်တစ်လမ်းမှတိုးမြင့်စေလျက်ရှိပါသည်ကာရာအိုကေလုပ်ငန်းနှင့်ပတ်သက်၍ကာရာအိုကေ KTV လောက်ကရန်လျှောက်ထားလာသူများအားသက်ဆိုင်ရာစီမင်းစည်းကမ်းများနှင့်ကိုက်ညီပါကလိုင်စင်ထုတ်ပေးခြင်းကိုရန်ကုန်တိုင်းဒေသကြီးဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီမှတရက်4လ1998ရက်နေ့ခန့်မှစ၍စတင်ဆောင်ရွက်ပေးခဲ့တော်လဲတရက်5လ2026ရက်နေ့မှစ၍ကာရာအိုကေလုပ်ငန်းလိုင်စင်အသစ်များခွင့်ပြုပေးခြင်းမရှိတော့ပဲလုပ်ငန်းလည်ပတ်ဆဲဖြစ်သည့်သက်တမ်းရှိလုပ်ငန်းရှင်စုစုပေါင်း299ဦး၏ကာရာအိုကေလုပ်ငန်းများကိုစီမင်းစည်းကမ်းများနဲ့ညီစနစ်တကျသတ်မှတ်လုပ်ကိုင်နိုင်စေရန်ခရိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်မြို့နယ်ရဲတပ်ဖွဲ့ခရိုင်မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့များမှဦးစီး၍လုပ်ငန်းများအားရှောက်ခင်ဝင်ရောက်စစ်ဆေးခြင်းလုပ်ငန်းရှင်အမည်ပြောင်းလဲခြင်းစာအမည်ပြောင်းလဲခြင်းစက်အရေးအတွက်တိုးလျော့ခြင်းများကိုစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်ကာရာအိုကေလုပ်ငန်းများစနစ်ကျကျန်းမာနိုင်ရေးအတွက်1996ခုနှစ်ရုံးမြင့်တန်ကြားနှင့်ဗီဒီယိုဥပဒေအခန်းနှင့်ပုံမှန်3ရာရွယ်ချက်5ခုပြဋ္ဌာန်းထားရှိမှုနှင့်လုပ်ငန်းများအားကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ကာရာအိုကေလုပ်ငန်းသစ်တသန်းတိုးများစတင်ဆောင်ရွက်စဉ်ကပင်လုပ်ငန်းရှင်ကိုယ်တိုင်ဂရိဝန်ခံချက်73ချက်လုပ်ငန်းလိုင်စင်ပါစည်းကမ်းချက်8ချက်လုပ်ငန်းလိုင်စင်များခွင့်ပြုပေးရာတွင်သတ်မှတ်ထားသောစည်းကမ်းချက်18ချက်တို့ဖြင့်စနစ်တကျဆောင်ရွက်ပေးလျက်ရှိပါတယ်ကာရာအိုကေလုပ်ငန်းများနှင့်ပတ်သက်၍ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေမှာထပ်တင်ရွေးဆွဲရန်သို့မဟုတ်မိန့်ညွှန်ကြားချက်ထုတ်ပြန်ပေးနိုင်ရန်ကိစ္စမှာ1996ခုနှစ်ရုံးမြင့်တန်ကြားနှင့်ဗီဒီယိုဥပဒေဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေများပါပြဋ္ဌာန်းချက်များနှင့်ညီလုပ်ငန်းများအားစီစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ဥပဒေပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းကိုဆောင်ရွက်မည်ဆိုပါကတိုင်းဒေသကြီးတစ်ခုတည်းအစီအစဉ်ဖြင့်ဆောင်ရွက်၍မရဘဲကြံတိုင်းဒေသကြီးပြည်내အစိုးရများ၏သဘောထားမှတ်ချက်ရယူရန်လိုအပ်ခြင်းပြည်တော်စုရှေ့နေချုပ်ရုံးတို့တင်ပြခြင်းအပါအဝင်နည်းဥပဒေပြင်ဆင်ထုတ်ပြန်နိုင်ရန်ဒုလုပ်နည်းနှင့်အညီထပ်ဌာနအစဉ်စဉ်တို့တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ရမည်ဖြစ်တဲ့ဖြင့်ဥပဒေပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းသို့မဟုတ်အခြားသောစီမံခန့်ခွဲရေးနည်းလမ်းများဖြင့်စူးစီးဆောင်ရွက်ပေးနိုင်ရန်လက်ရှိအခြေအနေတွင်အစီအစဉ်မရှိသေးပါကြောင်းဖြေကြားအပ်ပါတယ်ဆက်လက်ပြီးစင်တင်သေးဂီတစင်တင်ဘာဒီဂျေဘာအမ်ဘလက်ဖြောပြမှုလုပ်ငန်းများနှင့်ပတ်သက်၍တိုင်းဒေသကြီးအတွင်းစိုင်ပေါင်း190ဆိုင်ရှိပြီးဆိုပါဆိုင်များအားသက်ဆိုင်ရာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအနိကကြီးကြပ်မှုဖြင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်စီမံသားရာအုပ်ချုပ်ရေးမှုမြို့နယ်မိသားဦးစီးဌာနရပ်ကွက်အုပ်ချုပ်ရေးမှုတို့ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့်ပုံမှန်စစ်ဆေးကြမှတ်လျက်ရှိပါသည်။ဇိုဝါဆိုင်များမှာလူငယ်လူရွယ်များအားစိတ်ဓာတ်ပြပြစေသည့်လူရည်စေဝါများပါဝင်သောဆေးမျိုးမျိုးကိုဤမျိုးမျိုးဖြင့်သုံးစွဲမှုများမရှိစေရတဲ့တားမြစ်ချက်များအားထုတ်ပြန်ကြေညာ၍တားမြစ်ချက်များကိုဖောက်ဖျက်ပါကတည်ဆဲဥပဒေများအရရေးယူခြင်းခံရမည်ဖြင့်ရာဇသကြီးပုံမှန်188အရရေးယူခြင်းခံရမည်ဖြစ်ကြောင်းကိုရန်ကုန်တိုင်းဒေသကြီးတွင်းရှိမြို့နယ်45မြို့နယ်မှာဒေသနာအမိန့်ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစင်တင်သေးဂီတဖြောပြမှုလုပ်ငန်းကြီးကြပ်မှုကော်မတီကြီးကြပ်မှုသက်ဆိုင်ရာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအနိကကြီးကြပ်မှုဖြင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်စီမံသားအုပ်ချုပ်ရေးမှုမြို့နယ်မိသားဦးစီးဌာနရပ်ကွက်အုပ်ချုပ်ရေးမှုတို့ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့်စင်တင်သေးဂီတစင်တင်ဘာဒီဂျေဘာအမ်ဘလက်ဖြောပြမှုလုပ်ငန်းများနှင့်ကာရာအိုကေဆိုင်များအား73ရက်5လ2026ရက်နေ့မှစ၍အပတ်စဉ်ပုံမှန်စစ်ဆေးခြင်းရှောက်တခင်စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိသည့်ပြင်ထပ်ဌာနမှခြားပြသတင်းများနယ်မြေသတင်းများအရရှောက်တခင်စစ်ဆေးခြင်းတို့ဆောင်ရွက်လျက်ရှိရာလူရည်စေဝါများရက်ဝယ်ထားရှိရောင်းချကြောင်းသတ်မှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရသည့်ဆိုင်များအားသက်ဆိုင်ရာဥပဒေနှင့်အညီအမှုဖွင့်ရေးယူခြင်းခွင့်ပြုထားသောလုပ်ငန်းလိုင်စင်ပိတ်သိမ်းရေးယူခြင်းများကိုဆောင်ရွက်လျက်ရှိပါတယ်။ထို့ပြင်မြို့နယ်များအတွင်းလုပ်ငန်းလိုင်စင်ခွင့်ပြုပေးထားသည့် KTV နှင့်
စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းများနှင့်ဆက်လျင်း၍လုပ်ငန်းအမျိုးအစားအလိုက်တမတ်စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်စေ၍ည7:00 နာရီထိသာဆိုင်ဖွင့်လှစ်စေ၍ဝိသေဝါရောင်းချခြင်းသုံးစွဲခြင်းမရှိစေ၍ထုတ်ပြန်ထားသည့်ဒေသနာအမိန့်များအားလိုက်နာဆောင်ရွက်စေ၍လိုက်နာမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါကဆိုင်ပိတ်သိမ်းသည့်အထိရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုသက်ဆိုင်ရာလုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ချပြရှင်းလင်းတတိပေးမှာကြားခြင်းဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများဆောင်ရွက်ထားရှိပြီးကြီးကြပ်ဆောင်ရွက်လျက်ရှိရာလုပ်ငန်းရှင်များမှလည်းတမတ်စီမင်းစည်းကမ်းများပေါ်ကောင်းစွာလိုက်နာဆောင်မှုရှိပြီးကွင်းစင်စစ်ဆေးဆောင်မှုများပေါ်တွင်လည်းလူလားစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်တို့ပါ၍လက်တော်မှာစင်တင်တေးဂီတစင်တင်ဘာဒီဂျေဘာအမ်ဘလက်ဖြော်ပြရေးလုပ်ငန်းကာရာအိုကေဖြော်ပြရေးလုပ်ငန်းတို့နှင့်ပတ်သက်၍ဥပဒေပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းများဆောင်ရွက်ရန်အစီအစဉ်ရှိသေးပါကြောင်းတော်တော်ဥက္ကဋ္ဌကြီးမှတဆင့်ပြန်လည်ဖြေကြားရပါတယ်ကျေးဇူးတင်ပါတယ်